ငါတန်ဖိုးထားတဲ့မင်းလေးကိုအခြားလူတယောက်ရဲ့ရင်ခွင်ထဲမှာငါမြင်တွေ့နေတယ်ငါမြင်တွေ့နေတိုင်းငါရဲ့စိတ်တွေတကယ်မကောင်းပါတကိုယ်ရဲ့တယောက်တည်းရှောင်းလို့သွားနေငါရဲ့စိတ်တွေလေးလေးနေမပေးခင်ကတည်းကဆွေးနေတဲ့ငါရဲ့အသေးကိုအချစ်တွေနဲ့တို့မြင်မြုံလိုက်ပြီးတော်နေအောင်ချစ်ကမေးဖို့လွယ်သလား